Rainbow Audio Book Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ຫນွေဦးပါခင်ဗျာအော်သာဆက်ရဲ့ကမ်းပါပြရကျိုးငယ်တွေကအမတ်တရတိုင်းနေဆွဲများဆိုတဲ့ခေါင်းစဉ်အောက်ကနေ special episode လေးတစ်ခုဖတ်ပြပေးရှင်ပါတယ်ခင်ဗျာဒါပြီးရင်တော့ကမ်းပါပြရကျိုးငယ်လေးကလုံးဝပြီးသွားပြီပေါ့နော်ဒီထဲမှာပါတဲ့ရီစားလည်းမထားဘူးတော့ဆိုတဲ့သချင်းလေးကိုပြန်ဆိုခိုင်းထားကြလေးရှိရပေါ့နော်အဲ့တော့မူရင်းအတိုင်းပဲမြူလေးဆိုပြပေးရမလားဒါမှမဟုတ်လို့ရှင်ဖက်ပြတော့ဆိုပြထားတဲ့အတိုင်းလေးပဲဆိုပြပေးရမလားဆိုတာအောက်ကနေပြီးတော့ကွန်မန့်လေးမှန်းပေးခဲ့ကြပါအောင်ခင်ဗျာအမျိုးပုံစံလေးကိုနားထောင်ချင်လို့ရှင်နောက်ဆုံးပဲစံပယ်လေးထည့်ထားအောင်မလို့အဆုံးထိတူတူလိုက်ပါနားဆင်ပေးကြပါအောင်လို့တောင်းဆိုပါရခင်ဗျာဒါဆိုရင်ကျွန်တော်တို့စလိုက်ကြအောင်ခင်ဗျာ2013ခုနှစ်9လပိုင်းနေ့ရက်နေ့အတိအကျဆိုရင်ကြာရီနေ့ညနေ4နာရီခွဲချိန်အစာလဲမောင်းနေနဲ့အဘမင်းစီမှာညီလေးနောက်ထပ်တစ်ယောက်ရောက်လာမယ်ဆိုပြီးတော့ပြောတယ်တကယ်တော့အဲ့ချိန်ကစိတ်ကတိတ်ကြည့်မနေဘူးရဲ့အိမ်မှာညီလေးတစ်ယောက်ရှိနေပြီလေဘယ်ဦးကနေပေါက်ပြီးတော့ရောက်လာအောင်မှာတော့နောက်ထပ်တစ်ယောက်လုံမမလို့တော့ဒါမှမဟုတ်ကျုပ်ဖေခီးတွေပါလွန်သွားသလားတွေးအောင်လဲအဘအိမ်ထဲကနေအိမ်ပြန်တော့တိတ်ထွက်တာမဟုတ်ဘူးနောက်မှသိရတာမိမျိုးကအဖွားမွေးစားထားတဲ့သူကနေမွေးတာတဲ့။ကောင်းစားကြနော်။မြေရင်းနေရတော့မှသူနဲ့မနေရအောင်။မွေးစားရဲ့ကလေးရဲ့သွေးကြတော့ခေါ်ထားတယ်။ခုကရောဘာလို့ဒီကိုပို့လိုက်တာလဲ။တွေ့တော့မှလှုပ်သက်ပြုံးမယ်။ပြောရင်ဆိုရင်လည်းကားရောက်လာပါပြီ။နေပါစေသွားမကြိုးမတိချင်အောင်ဆောင်ပြီးကိုအိတ်နေအောင်ပါ။မျက်နှာပေါ်တင်ထားတဲ့ဝါခမောက်ကြားကနေအသာလန့်ကြည့်တော့အဘနဲ့အတူထုတ်ကန်ကကားလမ်းကိုကူးလာတဲ့အနီကောင်ဖြူနေရများသွေးမရှိတဲ့အတိုင်းပဲတွေးကြပြီပေါ့ငါနဲ့အိတ်ချောင်ဆောင်နေရဆိုတော့ချက်ချင်းထားလို့မရဘူးလေအဲ့တော့အဘရဲ့အော်ခေါ်ပြီးတော့နှိုးတဲ့တန်ကြားမှအပီပြင်ထားလိုက်တယ်လဲကိုကန်ပြီးတော့တဖြည်းဖြည်းအနားကပ်လာတဲ့အနီကောင်မျက်မှောင်ကုန်းကြည့်လိုက်ပြီးတော့ပြားချန်နေတဲ့ရင်ဘတ်နဲ့ယောက်ျားလေးတစ်ယောက်မှန်းသိရအောင်မိန်းကလေးလိုတမင်ဖြောလိုက်တော့ကိုယ်စူပုတ်ပုတ်နဲ့ပြန်ကြည့်လာတာနောက်ပြီးတော့မျက်စံတစ်ဝက်လောက်ကဘေးကိုဝင်သွားတဲ့အထိခေါင်းပေါ်မှာမပါတဲ့ဂျိုကိုလိုက်ရှာတယ်။အဲ့ဒါပဲဂျိုကြီးကြည့်ရဆိုတာ။ပြီးတော့မှငါမင်းရဲ့အသားရမ်းဖွင့်နေလို့မိန်းကလေးလိုထင်နေရလို့ရောချလိုက်တာ။ငါကဒီလောက်အားပါမလား။တွေးကြည့်လေ။တမင်ပြောတာ။ရွာကိုသွားနေတဲ့တလန်းလုံးလဲစူပုတ်နေရများဖပြုတ်လိုပဲ။စလို့ကောင်းချက်ကြိတ်ပြီးခွေးရတာအတော်နဲ့မရဘူး။သူနဲ့အဘကိုရင်သွားခိုင်းပြီးတော့လဲပိုင်ရှင်စီလဲပြန်လာတော့ညနေတော်စောင်းနေပြီအလင်းအောင်တော့တိတ်မရှိတော့ဘူးအိမ်သားလေးကိုရောက်တော့အမေရဲ့ဆိုင်းတံမုံတန်ကပွဲစီနေရောတစွန်းတစားကြားရတဲ့အတန်နဲ့ဆိုဒါတေချာပေါက်ဟိုနေကောင်လေးကိုပြောတာနေမှာဂျင်းထမ်းမလို့ထားမလို့နဲ့နေစရာမရှိဖြစ်နေမှာအသေးချာပဲကျုံမေရဲ့လက်စွမ်းကျုပ်ကကောင်းကောင်းကြီးသိတာပေါ့ခြံပေါက်ကိုရောက်တော့တကယ်ပဲအငယ်ကောင်းကိုချီပြီးတော့ကျုံလေးထိုင်နေရမျက်တောင်တစ်ဖြည်းဖြည်းခန့်နေတဲ့ညဝဝိုင်းလေးကြောင့်အရေလက်နေအောင်ဝေးရနေတော့မြင်နိုင်တယ်ဟဲ့နဂါလာစမ်းငါတော့မဲကြအကြောင်းတော့ဖြစ်တော့မယ်နင့်ကိုမုံလာဝင်ဖို့ပေးလိုက်တယ်ဆိုဘယ်မလဲအဲ့တထောင်အဲ့ဒါငိုတော့မှာဟိုကလေးကတကယ်ငိုတော့မှာဝေးလက်ကြောင်ပဲလာလို့မနေနဲ့နင်ပေသီးဝင်ပြစ်နေရလို့တိုင်နေလို့ရှိရနော်အေးပါကွာငါမင်းကိုဒီတခါတော့ငါမိခင်လက်ထဲကနေပြီးတော့ကယ်လိုက်မယ်အေးဗျာဘယ်ကောင်ချွန်းတာတော့ဟုတ်ပြီအမေကဝက်ချမ်းဆွဲပြီးတော့ငါးနောက်ကိုလိုက်လာမင်းလွတ်သွားပြီကောင်လေးမငုံနဲ့တော့ခမရတော့သိလားငကားရဲ့ရာဆိုရင်ပါလေပေသီးပြစ်လို့ရှုံးတယ်ဆိုတာမရှိဘူးပြေးနေရင်လည်းကပုံစားထဲမှာထည့်ထားတဲ့ပတ်စံကိုပြုတ်မကြအောင်ထိန်းနေရသေးတာညထမင်းစားပြီးတဲ့အချိန်အမေအိတ်ကတဲ့ကိုမွန်လာဝင်ဖို့1000ပါဝင်ပေသီးပြစ်လို့နိုင်လာတဲ့ပတ်စံ2600ကိုတိတိလေးပြန်ထည့်ပေးလိုက်တယ်ဆိုတာကိုတော့မပြောတော့ပါဘူးလေ
2013ခုနှစ်9လပိုင်း10ရက်နေ့အဲ့နေ့ကမြောက်ပြူကျွန်တော်ကိုအချင်းရောက်ခဲ့တဲ့နေ့ရှင်းပြောရရင်ရေထဲကိုဖင်တုံးလုံးနဲ့ပြုတ်ချရနေဗျာဘလောက်တောင်ဒုက္ခရောက်တယ်မှတ်လေအေးနေအောင်အပေါ်လိုက်တက်လို့မရဘူးညနေထိရေထဲမှာပဲအိုက်တိုင်းနေရထားပါထပ်ပြောပြနေမျက်လုံးနဲ့မြင်အောင်နေအောင်မယ်ညနေကျမှဇေယျကြောင့်အပေါ်ပြန်တက်လာနိုင်တာလေအဲ့တော့မြောက်ဖြူကောင်ကိုပိတ်ခောက်ပလိုက်တာငိုရောဗျာဆိတ်ရှုပ်တာနဲ့ဖုန်ချောင်းထဲကတရက်ပင်ကုတ်ပြအောင်မှာသွားအိမ်နေရအဲ့တော့မပြောပါဘူးဒီတိုင်းမျက်လုံးမိတ်ပြီးတော့ငြိမ်နေရဆိုရင်ပုံမှန်လိမ့်မယ်တနေ့ကုန်ရေစိမ်ထားတော့လေးတိုက်လိုက်တိုင်းလူကခဲသွားရမယ့်အတိုင်းပဲအဲ့ဒီချိန်ဟေးသွားရှူရှူအတန်ကိုကြားရုံနဲ့ဘယ်သူဆိုတာသိပေမဲ့ဘာအောင်မောင်းထုံနေရလဲဆိုတော့သိချင်လို့မျက်လုံးဖွင့်ကြည့်တော့ဖုန်ချောင်းထဲမှာတောင်းတင်နေတဲ့ခွေးတွေကသုံးကောင်သူ့စီကိုတကီးကြီးမန်ဖီကတိုးလာနေရမလာနဲ့ဝိုင်းချိုင်းမှာနော်လက်တန်းလောက်တေကိုင်းချောက်လေးကိုကင်ပြီးတော့မောင်းနေတဲ့ပုံကခွေးမောင်းနေရလားတားချော်နေရလားမသိကွယ်ပြေးမှလို့လို့နဲ့အနောက်ဆုတ်သွားနေတဲ့သူ့ကိုခွေးတွေကပုံမျက်စိနောက်ပြီးတော့သုံးကောင်ကနေငါးကောင်လောက်ထိတိုးလာကြအောင်ဒီတိုင်းကြည့်နေလို့မဖြစ်တော့ခလန်းလန်းမှာရှိနေတဲ့ခွေးဝိုင်းဝိုင်းလည်နေတဲ့အဖြူကောင်စီအမြန်သွားပြီးတော့အတန်ခတ်မောင်ဝါနဲ့ဟောက်လိုက်မှခွေးတွေကသူ့ဘောက်သူအုပ်စုပြန်ခွဲသွားတာသူကပါတုံသွားသေးတာခုဒီတေကိုင်းချောက်ကိုလက်နှစ်ဖက်နဲ့ကြစ်ကြစ်ပအောင်စုပ်ခိုင်းထားတော့အဲ့လေးနဲ့ခွေးတွေကတော်တော်ကြောက်နေအောင်ပဲဝိုင်းမဆွဲတာကန်ကောင်းအဲ့ဒါမင်းကြောင့်လေလက်ထဲကတေကိုင်းကိုဘေးပြစ်ချပြီးတော့ကျွန်တော်ပြန်အောင်နေတယ်ဒီတန်နေထားတိုင်းစောစောကခွေးတွေကိုမောင်းရင်ရတယ်ဆိုတော့ပြောပြလိုက်ရမလားအောင်နေပါဆိုင်လို့မင်းဘာသာလားလေမင်းတို့ခေါ်ခိုင်းလို့လားခေါ်တာအမေကဘာလုပ်ဖို့လဲထမင်းစားအောင်နဲ့အမေမလိန်တက်ဖဲနဲ့ကျွန်တော်ထမင်းစားရင်မစားဘူးဆိုတော့အမေကဘယ်တော့မှစိတ်ဝင်စားတာမဟုတ်ဘူးသူခေါ်ကျွန်တော်လာခေါ်ရပြောတော့ဘာဖြစ်မှကြလို့ထင်တာတော့သူလုပ်ခဲ့တာကိုစိတ်မကောင်းဖြစ်ပြီးတော့ပြန်လာခေါ်ရနေမှာကျွန်တော်ခေါင်းခေါက်ထားခဲ့တာတောင်မှလေဟာဟုတ်ပါ යි တော့စို့ခါရဲကပြောလိုက်တော့ပေါဆက်ဆန်းနဲ့အရှိကနေထွက်သွားတဲ့မြောက်ဖြူမျက်စောင်းအောင်ထိုးသေးတာမျက်စံကိုအမြဲတောင်းကက်ကန်နေတဲ့မြောက်ဖြူအကျော်တွေကပ်ပြီးတော့ခွာမရမှအကျိုးနဲနေမယ်တယောက်တည်းကြိတ်ခွေးနေရင်အရှိကသွားနေတဲ့သူကိုလှမ်းကြည့်လိုက်သည်လေတိုင်တိုင်းလှုပ်သွားတဲ့စပင်းအီးလေးတွေအောက်မှာစောစောခောက်လို့အာလူသီးများထနေမလားဆိုတာသိချင်လာတယ်ဒါကြောင့်နမ်းမောင်ရဲ့စပင်းအီးလေးတွေကိုကန်ချင်စိတ်ပေါက်လာကြောင်းလက်လန်းလိုက်ပေမဲ့သူကောင်းပေါ်ကိုထိကန်နေချိန်မြင်ဝင်ထဲကိုအခြားအရာတစ်ခုကရောက်လာတယ်။နှထင်းရဲ့ဘေးမှာစပင်နတ်တွေကြားတဲ့အနှဲငယ်ထွက်နေတဲ့နှွေးရဖြူဖြူလေးကနေအောင်မရှိတော့တော့မှသွေးကြောအနီလေးပြေးနေရမြင်ရတယ်။နေအောင်လဲသာဆိုဟိုဘက်ဒီဘက်ဖောက်မြင်ရလောက်မှာစပင်ကိုလန့်ကင်ဖို့လက်တွေကအဲ့နေရစီဥတီချက်ပြောင်းသွားပြီမဲ့မထိပြန်ဘူး။လက်နဲ့ထိဖို့ထက်နောက်တစ်မျိုးထပ်လုပ်ဖို့ကပိုတွန်းအားပေးနေတယ်။သူ့ခြေလမ်းနဲ့မိအောင်လမ်းလိုက်ပြီးတော့အနာကပ်တိုးသွားပြီးတော့မှကောင်းအောင်ငုံအဲ့နေရဖြူလေးကိုအသာငုံလိုက်တော့လမ်းနေတဲ့သူ့ခြေလမ်းတွေကတုံကနေရက်သွားသည်အီးလေးဗျနှကန်းနဲ့ဖိချီတော့လှုပ်နေတဲ့အယိုးနုလေးတွေကဥရစရာကောင်းလာတယ်ဒါကြောင့်ရှာနဲ့ထက်ထိလိုက်တယ်ဘာရတာမှမရှိဘူးဒါဆိုသွားနေဆိုရင်ရောဖွေးအောင်ကမိမိကြီးရောမလာကိုက်ညာလားမျက်လုံးပြူပြီးတော့လက်တစ်ဖက်ကကျွန်တော်ကိုက်လိုက်တဲ့တွင်းနေရက်ကိုအုပ်ကင်ပြီးကျန်တဲ့တစ်ဖက်ကခြေထောက်ထောက်ကစပင်ကိုစောင့်ဆွဲဖို့လမ်းနေတယ်။တေချာကတော့သူပြောသလိုကျွန်တော်အမေကြီးတော့ပါဝင်တခြားဘယ်သူမှမကိုက်ဖူးပါဘူး။အိုင်နေကကျုပ်တော်တော်ဘိုက်စာနေခဲ့ရထင်တယ်။2013ခုနှစ်10လပိုင်း12ရက်နေ့နေ့လယ်3နာရီခွဲငါဟိုရှိမှာခွန်းဆက်နေသူစားမလားရွာလူကြီးအိမ်ကချန်ပီယံဘက်ထွက်နေသောမာလကာတီးကိုင်းကိုလော်တက်နဲ့ရိုက်ချနေရင်အနောက်မှာဇေယျအတန်ကြောင့်လှည့်ကြည့်လိုက်သည်ချောင်းစိမ့်မိတယ်နဲ့
ခြံထဲကခွေးအောင်တန်ကိုလည်းမကြားချင်အောင်ဆောင်ကအလုံးကြီးကြီးနဲ့မှဲ့ဝင်းနေသောအသီးထံအာယုံပြန်ဆိုင်လိုက်သည်နှလုံးကန်ရိုက်မိကမြေပေါ်ကျတော့လဲရွာမြေတွေကမချစ်မနေသောကြောင့်အခုပြင်ပိုင်းပွန်းယုံတာအသီးကိုအင်းကြီးနဲ့ကောက်တော့ခါဇေယျကိုတလုံးပေးလိုက်ပြီးဦးနီသည်ရဲ့ချုံမြမြအရသာကိုမြုံရင်းအဝေးမှမိန်းကလေးခြေလန်းနဲ့အတူလှမ်းနေရသောစူပုပ်ပုပ်မျက်နှာထားနဲ့သူ့ကိုလှမ်းချနေလိုက်သည်ဇေယျကြည့်နေငါတင်းနဲ့သုံးလို့ရေးလိုက်တာနဲ့ခွန်းဆက်ရဲ့ကောင်ကညာဘက်ကိုလှည့်လိုက်မယ်ဟမ်ဇေယျကနားမလဲသလိုပြန်မေးတာကြောင့်ကြည့်နေရန်သာမင်းငေါ့ပြလိုက်တယ်တဲ့တဲ့မျက်နှာမူပြီးရှောက်လန်းနေတဲ့မျက်နှာဖြူဖြူကနွယ်ပင်နေကာယံထားတဲ့ခြံစည်းရိုးနာအရောက်1 2 3ညာဘက်ငကားရဲ့စကားဆုံးနေနဲ့လှည့်သွားတဲ့ခေါင်းလေးကတကယ်ပဲညာဘက်ကိုဆောင်းကလမ်းသွားရင်ကြည့်နေသည်နောက်တစ်ခါ1 2 3ဘယ်ဘက်ဟာမင်းဘလို့သိရလဲတကယ်ပဲငကားကခွန်းဆက်ခေါင်းကိုကိုင်ကဟိုဘက်ဒီဘက်လှည့်နေတယ်လို့ကိုတိကျနေသောကြောင့်ဇေယျအံ့ဩနေသည်ဘလို့သိလဲဆိုရင်သူကကြောင်းသွားတိုင်းအဲ့နေကိုအမြဲတမ်းငေးပြီးကြည့်သွားတတ်တယ်ပြန်လာရင်လည်းအဲ့ရှေရောင်ခေါင်းမဆောင်မဲမနေဘူးအာအဲ့အိမ်မှာသူ့ရဲ့သူကောင်းမလေးများရှိနေလို့လားလော်တက်ကိုပင့်ကတူတီတီစပင်းပေါ်ခဏနာလေးစော်ထဲလိုက်တော့အော်ဘာလို့ခောက်တာတော့မြောက်ပြူမင်းလိုနှာဖူးများမှတ်နေလားတကယ်လို့ကောင်းမလေးရှိရင်တော့နေအိမ်လုံးရှိပါမလားဟာမသိဘူးလေကွာအမြဲတမ်းကြည့်နေရဆိုတော့ငါလည်းအဲ့ဒါထင်တာပေါ့နားတာလက်တော့နိုင်သေးဇေယျကလက်ထဲမှာရှိနေတဲ့သူ့လော်တက်တစ်ဖက်ကိုမြောက်ကတိုင်းခွက်ပြချင်တော့လဲအနာဂတ်ခေမာလောင်းလေးအရှိတွင်တည်တမ်းမှုအရေးငကားကိုပြန်မလုံနိုင်ပေဒါကြောင့်ပုံမှန်အတိုင်းဘာမှမဖြစ်တယ်လို့နဲ့အဖြူစင်းတဲ့ကလေးနှစ်ယောက်ထံပီတီပေဆုပ်ကောင်လေးနှစ်ယောက်ကသွားပြေးကရှောက်သွားသည်လှပတဲ့သူမစီအကြည့်ပို့တော့လဲအသေးရသောစကျင်နေတာကထိုကလေးထံသာစူပုပ်ပုပ်လေးနဲ့ပြန်ပြောသောမျက်နှာကိုမြင်တိုင်းဖြစ်ပေါ်လာတဲ့အပြုံးကအသက်ဝင်ဆုံးနွယ်ပင်လေးကာယံထားတဲ့ညာဘက်အိမ်လေးနဲ့တန်ဆူကျိုးနဲ့ကာယံထားတဲ့ဘယ်ဘက်ကအိမ်လေးထဲမှာနှင်းစီပန်းပြူအောင်လေးများလှပစွာပွင့်နေလေတော့သည်2013ခုနှစ်10လပိုင်း14ရက်နေ့ည7:00နာရီကျော်အိုင်နေကကံကောင်းလေးစီးအောင်တော့ဖို့ကားလမ်းကနေခွန်းဆက်နေကျွန်တော်ရွာထဲကိုလဲနဲ့ပြန်လာရဲ့ညအစာဆဲလို့ဆိုပြီးတော့သူ့ကိုခေါင်းကောက်ထားတာကြောင့်လက်ရဲ့အနောက်ဖျားမှာပဲထိုင်နေသည့်မြောက်ဖြူစကျင်တာနဲ့ဘာစကားမှမပြောဘဲဒီတိုင်းမောင်းလာလိုက်သည်ညနေကမိုးချထားတာကြောင့်ဘွက်ထနေသောမြေလမ်းမှာနွားတွေကအိပက်နဲ့ယုံတော့လက်ရလည်းတိတ်မရွေ့ပေခေါင်းထဲမှာပေါ်လာတဲ့အချမ်းနဲ့နောက်မှငြိမ်နေတဲ့သူ့ကိုစားနောက်ရန်ခေါင်းကိုအနှဲငယ်ဆောင်းကလှည့်လိုက်ပြီးခွန်းဆက်မင်းတရေကြောက်တယ်လားခတ်တူးတို့သာမေးလိုက်ပေမဲ့တကောင်ရင်ရဲ့ဒိတ်ဆိတ်ချင်းမှာငကားရဲ့အတန်ကပြက်ပြက်သားသားကြားသည့်အထိပီတာလွန်းသည်ခွန်းဆက်ကချက်ချင်းတုံ့ပြန်မှုမရှိဘဲခဏမျှငြိမ်သွားပြီးငါဘာလို့ကြောက်အောင်မလဲတကယ်လားအနောင်နားစီမှာအတန်ထွက်မလာတာကြောင့်ဒီကလေးကိုချောက်လန့်ဖို့အတွေ့ကကလေးနဲ့လှိမ့်တက်လာသည်ဒါဆိုငါဖတ်ဖူးတဲ့စာအုပ်ထဲကအကြောင်းတစ်ခုပြောပြမယ်ကိုယ်တိုင်တွားနေရဆိုတော့ခန်းစားရက်ကဘယ်လိုပြောရမလဲအသက်ဝင်တာပေါ့ကွာဘာအကြောင်းလဲတချွီချွီမြင်နေတဲ့လဲကိုဆွဲနေတော့နွားနှကောင်မှာမောပန်းနေတော့လဲအတင်းရုံးကန်နေကြသည်မို့ချိန်ဖြင့်လဲဘိန်းကိုသာအတန်ဖြုတ်လိုက်သည်ပုံမှန်အချိန်လေးအတိုင်းပြန်သွားပြီဆိုမှပြောမဲ့စကားကိုခေါင်းထဲမှာအမြန်စီလိုက်သည်ရွာတီရွာမှာကွာသူ့နာမည်တော့မသိတော့ကိုဗလာပဲထားပါတော့ तू ကတရေလုံးဝမကြောက်တတ်ဘူးတဲ့တခြားလူတွေမသွားရဲတဲ့နေရာတွေကိုတောင်သွားရဲတယ်ဥပမာတရေချောက်တဲ့အိမ်တို့တင်းချိုင်းကုန်းတို့ပေါ့ကွာပြောရင်ညလုံးထောင်းကနေအသာချောင်းကြည့်တော့အနားကိုတဖြည်းဖြည်းကတ်လာတဲ့ကိုလုံးငယ်ကြောင့်ချိတ်ပြုံးလိုက်ပြီးအဲ့တော့ तू ကတက်တီခဲတရေဆိုတာကြောက်စရာလည်းမဟုတ်တယ်လို့တကယ်လည်းမရှိဘူးဆိုပြီးတော့ပြောတယ်တရက်ကြတော့ तू မျိုးကိုထင်းသွားရောက်ရင်အပြန်ဒီလိုညသကောင်ကြီးပြန်လာတာကျောပြင်ကိုကက်လူနီးပါအထိတိုးကပ်လာတာကြောင့်ခွန်ဆက်ရဲ့အသက်ရှူသံကိုတောင်ကြားလာရသည်ငကားရဲ့စိတ်ကတော့ဥမျိုးစေလ
လဲမောင်းလာနေတဲ့ရုတ်တရက်ရွာပြင်ကဖျားပြက်တစ်ခုနားအရောက်ထမ်းမိန်အောက်ကနေဘွားကနေပေါ်လာတဲ့အရေးတခုအစသူနင်းနဲ့လန့်သွားသေးတယ်တေချာကြီးမှအဖိုးကြီးတယောက်ဖြစ်နေတာလဲကြုံလိုက်ချင်လို့ပါဆိုတော့ကိုဗလာခေါ်သွားတယ်သွားနေလဲပေါ်မှာစကားပြောပြကြတာပေါ့ကွာဟိုမေးဒီမေးနဲ့ပြောရင်အဲ့ဒီဘိုးကမေးတာငါတူကြီးကဒီလိုတကောင်ချင်းကြီးပြန်လာတော့တရေတွေဘာရင်မကြောက်ဘူးလားဆိုပြီးတော့မေးတာပေါ့ကွာအဲ့တော့ကိုဗလာပြေတာပေါ့ဘာကြောက်စရာရှိလို့လဲဗျာတရေဆိုတာတကယ်မရှိပါဘူးချောက်ရင်လဲချွတ်ချက်အတန်လောက်ကတော့ကျုပ်ကမဖြုံဘူးဗျို့ဆိုတော့အဖိုးကပြန်ပြောတယ်ငါတူကြီးတွေ့လာတွေကမင်းစားလောက်နေမှာပါတဲ့အဲ့မှာကိုဗလာမင်းစားရင်မကလို့ဘာရင်နေဗျာကျုပ်ကတော့ကြောက်ကိုမကြောက်တာတဲ့ဇလန်းကိုစိတ်ဝင်စားအောင်အဖိုးနဲ့အပြန်လန်ပြောနေပုံကိုလေယူလေသိန်းကအစားမန်ပါအောင်ပြောတော့ဒူးလေးနှစ်ဖက်ပိုက်ကကြောပင်ချင်းကတ်ထားသည်ထပ်ပြီးနားထောင်ရင်သူ့မျက်စိထဲမှာမြင်လာတော့မှာဒါပေမဲ့မပြောနဲ့တော့လို့လည်းမတားဘူးကြောက်ကမြင်လေအဲ့တော့ဘာဖြစ်သွားလဲသူရွာလန်းကိုဝင်ကန်ပြီးလဲရလေးလာတာမရွေးတော့နွားတွေကလည်းအသေးယုံကြတာခဏလေးနွားတွေကဟိုဖိုးကြီးကိုတွေ့ကြတဲ့ယုံနေတယ်ဆိုပါတော့ကွာကိုဗလာကလည်းမောင်းနေနဲ့ရွှတ်နေပါရင်များရှိသလားဆိုပြီးတော့လာရောင်အလင်းနဲ့ငုံကြည့်တော့ဘာမှမရှိဘူးလမ်းကတပြေတဲ့ညီလို့အဲ့ဒါနဲ့သူ့နောက်ကနေအတန်အော်ကြီးတစ်ခုကိုကြားလိုက်ရတယ်မင်းမကြောက်တဲ့ရင်လှည့်ကြည့်လိုက်ပေါ့ကွာဆိုပြီးပြောတော့ကိုဗလာလှည့်ကြည့်လိုက်တယ်ဘာတွေ့ရထင်လဲလှည့်ချိုးကိုကင်ထားတဲ့ငကားလက်မောင်းကိုအတင်းဖက်ထားပြီးကိုလုံးကလည်းခွတ်တက်တော့မယ်အတိုင်းဘာတွေ့လဲနေရွယ်ကြီးတစ်ဖက်ကိုခင်းရထားပြီးတော့နောက်ထပ်နေရွယ်ကြီးတစ်ဖက်ကိုခြုံထားတယ်မျက်လုံးကြီးကလည်းတပိန်းလောက်ကြီးနဲ့ရှာကြီးရဆိုလဲပေါ်မှာအပုံလိုက်ကြီးတဲ့ငါလက်မောင်းမညစ်နဲ့လေမင်းလက်သေးနဲ့ပါကုတ်ထားတယ်ငကားငါမင်းပေါ်ထိုင်မယ်ပြောဆိုလဲကျိုးနဲ့ကျိန်လုံးကိုကင်ထားတဲ့လက်နှစ်ဖက်ကြားခြေထိုးကအကြအနာဝင်ပြီးထိုင်သည်သူ့နောက်ကျောနဲ့ကျွန်တော်ရင်ဘတ်ထိနေအောင်ကတ်ထားတာကြောင့်ဆန်ရွယ်အီလေးတွေကမေးဖြားအောင်မှရွှဲဝဲလို့အတန်မထွက်အောင်ကြိတ်ပြုံးလိုက်ပြီးသူ့ကိုမရိုက်မိအောင်ကျိန်လုံးနဲ့လဲကျိုးကိုနည်းနည်းလျှော့ကင်ကစမောင်းလာလိုက်သည်လာရောင်ပြာချ၍အလင်းဆောင်ထားသောမြေပြင်ဟာမငြိမညာပွဲထနေတော့လဲဖြည်းဖြည်းသွားနေတဲ့လဲလေးကကြပြားဆန်းနေတယ်လို့2015ခုနှစ်8လပိုင်း15ရက်နေ့တက်ကွာကိုဆက်ဆိုင်ကပတ်စီအောင်ဦးငယ်တင်ပေးထားတာမကြသေးတော့ဂီယာဘိန်းလေးကိုစီးရင်မနှက်စာစားပြီးထွက်လာတဲ့သူကိုစီးချိုလိုက်သည်ဆိုင်ကယ်ကိုတလဲဂီယာကိုတဖြည်းဖြည်းဆွဲနေတဲ့ကျွန်တော်ကိုတလဲကြည့်ကမြင်ုံချင်းသလိုလိုနဲ့နောက်ဆုံးတော့တက်ထိုင်လိုက်တာပါပဲစိတ်ထဲကနေဖျားစာရွတ်နေမလားတော့မသိခါအင်ကြီးစားကိုအသာဆွဲလာသည်တေချာကင်ထားတော့ဖေသွားမှလည်းမိုးကြနေရလေနည်းနည်းလေးကြားတာပါရပြောရင်စထွက်လိုက်တော့ရှီဝင်းထောင်မတက်ဆောင်းထွက်သွားတဲ့ဆိုင်ကကြောင့်သူ့အော်တန်မှာတပြိုင်တည်းထွက်ပေါ်လာသည်ကားမှာတင်းကျပ်နေအောင်ဖက်လာတဲ့လက်တွေနဲ့မေးချွန်ချွန်လေးကကျွန်တော်ပခုံးပေါ်ရောက်နေပြီငါနံပါတ်1နဲ့စထွက်လိုက်ပြီလို့အနောက်ကနေမျက်စောင်းထိုးနေရအောင်ဗမ်းမှန်ကနေမြင်နေရသည်ခါပေါ်ကလက်တွေကိုပြန်ရုပ်ပြီးအနောက်ပြန်တိုးလိုက်တာကြောင့်ဘရိတ်တစ်ချက်ဆောင်းအောင်လိုက်တော့ရင်တိုင်းပြန်ကတ်သွားတာအင်ကနေမင်းမမောင်းတတ်သေးဘူးဆိုရင်လည်းမသွားနဲ့တော့နှောင်းကောင်လုံးမသားပေါ်နေမယ်မောင်းတတ်ပါတယ်မင်းသာတေချာခိုင်းတာအနောက်ပြန်မတိုးနဲ့တော့ဒီတိုင်းနေဘာမှပြန်မပြောတော့ပဲပခုံးပေါ်တင်ထားတဲ့စူပါဘောမျက်နှာလေးကမှန်မှပေါ်နေရကြောင်းအလိုလိုပြုံးမိနေသည်မောင်းလာရင်လမ်းမဘေးတစ်ချောက်ကနှင်းစီချန်နေနာကိုရောက်တော့ပြုံးရှင်သွားတဲ့မျက်နှာလေးကပန်းလေးတွေကိုဘလောက်ချစ်ချောင်းပေါ်လွင်နေသည်နှင်းစီပင်နေစိုက်တဲ့ခြံတွေဘက်ကိုပတ်မောင်းပြီးရင်စပည့်ခြံနာကိုရောက်တော့မိုးကနည်းနည်းတဲလာကြောင်းထိုခြံနဲ့ခဏဝင်နေလိုက်သည်ခြံပိုင်ရှင်ကသဘောလဲကောင်းတယ်လို့ထန်းလက်လေးနဲ့မိုးထားတဲ့အဆောင်မှာခိုဝင်ပေးတဲ့အပြင်စပည့်သီးတွေပါကျွေးသေးတာစပည့်သီးထိုင်စားကမိုးရီတဲ့ငေးကြည့်နေရင်သူ့ဘက်လှည့်ကြည့်လိုက်တော့စပည့်သီးအပေါ်ကအခွန်စိတ်ရှည်လက်ရှင်နဲ့ခွာနေတဲ့ပုံစံလေးကိုမြင်ရသည်ဒါသူ့ကျင်လေးရဲ့တခုဘာသီးကိုဝဲစားစားအယူဝဲဆိုပြီးတော့
အဖက်ဒီပကံနဲ့ထွေးဖြစ်တယ်အရန်အေးတဲ့အခါဆောင်းကန်ဖြစ်တယ်ဆောင်းနေဆိုလို့ရှင်သူ့ဖက်ထုတ်လို့ထုတ်ထားမှတော့ကားကြတာနောက်ပြီးတော့ငွေတဲ့အခါပြင်သွားခြင်းနဲ့ထမင်းစားတာနေတယ်ကြေအောင်ဝါနေရလို့တဲ့ကျောင်းစာလေးဆိုရင်လည်းအစင်းချေရမပအောင်ကိုင်းနေအင်ကြီးကိုလည်းဘယ်တော့မှဖေကိုပြဲမွေဘူးဒီနေ့ကိုသွားသုံးချိန်တိုက်တယ်ဖေအောင်မနေ့တခါညတခါရှင်ခိုးတယ်ခြံအောင်လဲဆောင်းအထိဒါမှမဟုတ်ဖျားအထိဖိလိုက်ရမှနေသာထိုင်သာရှိတဲ့သူနှင်းစီပန်းဖြူအောင်လေးဆိုသဘောကျတဲ့သူပထမဆုံးနေ့ကဝက်လာတဲ့အနီအောင်အင်ကြီးလေးနဲ့သူကကျွန်တော်ကုံတိုင်းထဲမှာတွေ့လာတဲ့ဝုံဝင်ရုပ်အနီလေးတို့အသေးရစရာကောင်းတယ်မတူတာဝုံဝင်ရုပ်လိုအမွှေးတွေသူ့ပါမှမရှိနေတော့နှာခေါင်းမရတော့ဘူးပေါ့သူနဲ့ပတ်သက်သမျှအရာအလုံးမသိစိတ်ကသိသိနေရမို့နောင်နာခတ်မှလည်းဖျောက်ဖျက်ဖို့အတွက်အစီအစဉ်မရှိဘူးသူစပြုတ်လေသောကြည်နှုံမှုပျော်ရွှင်မှုဉာဏ်နှုံမှုနောက်ဆုံးနာကျင်မှုအထိလက်ခံရယူဖို့ညှင်းဆန်မိမှာမဟုတ်တို့ရဘာလဲဆိုတာသေချာချာတော့မပြောရပေမဲ့သူ့ကိုမြင်ရတိုင်းပျော်ရွှင်ရတာဟာမှန်သောစကားပါကောင်းငင်ကမိုးတိမ်တွေကရေဖြစ်ပြောကြဖို့သူဘာသာမြေပြင်ကိုတက်ဆင်းမယ်လေပြေဝိတ်တိုက်ခတ်မှုကြောင့်ရင်းရွယ်လေရဲ့တစ်ပင်တွေကတဘာဝအတိုင်းဖြစ်ပေါ်မယ်အရာအလုံးသူ့လုံးနဲ့သူမို့ကျွန်တော်မနှောက်ယှက်ဘူးကျွန်တော်မှလည်းကိုယ်လုံးနဲ့ကိုမြင်ဝန်းတို့အခြေစိုက်တည်ဖို့မြင်ဝန်းလေးတစ်ခုရှိနေတယ်အဲ့ဒီမြင်ဝန်းတွေကအဖြူရောင်ငယ်လေးဟာလည်းစပီတိခွာဖို့အာရုံရောက်နေတယ်ဒါထူးဆန်းတဲ့အရာမဟုတ်တာမန်တည်ရှိမှုလေးတစ်ခုသာဒါဆိုဘာလို့အချိန်မလွဲနိုင်တာလဲဘာချေတောက်မှုမှမပါတဲ့အယိုးရှင်ဆုံးပကြီးကားငယ်ကကျွန်တော်အတွက်တော့ဘယ်တော့မှရိုးသွားမှာမဟုတ်ဒီခိုက်တံလေးမှာလောကမှာရှိနေတဲ့အရာအလုံးနဲ့အချိန်ကြီးရပ်တန့်သွားရင်ကောင်းမယ်ထာဝရအတွက်မျက်နှာချင်းမှာခွန်းဆက်ကား2015ခုနှစ်9လပိုင်း22ရက်နေ့အမြင့်အာရုံမှာအမဲသက်သက်ကြီးဝင်ရောက်နေရယူထားစေတာကကစားကွင်းထဲမှာရှိတဲ့တရေအိမ်ထဲမှာဖြစ်သည်ဤဆက်ဆက်လက်ပွားငယ်တို့အလံတကြားဖတ်ထွယ်လာသည်ကတရုံရုံခုန်နေသောရင်မြင်ပေါ်သို့တရေကြောက်လို့ခုန်နေခြင်းမဟုတ်သူနဲ့နှစ်ယောက်တည်းအတူတူဆိုတဲ့စိတ်ကထိတ်လန့်စရာကောင်းဗျံပရာဖြစ်နေတာငါအေးငါဘာမှမမြင်ရဘူးအပြောနဲ့လန်းလာတဲ့လက်ကလေးတွေကိုခါမှအချားနာချိတ်စေလိုက်သည်ငါလည်းမမြင်ရဘူးရှင်ဘက်ကိုကင်မထားနဲ့ရားတယ်ဒီမှာကင်ထားအမြဲကန့်လိုက်တိုက်တဲ့ငွေချလေးကဒီနေရာတော့ထူးထူးခြားခြားနာခံလေသည်တစ်ဖက်တည်းမဟုတ်ဘဲနဲ့နှစ်ဖက်လုံးကိုကြည့်ကြည့်ပါအောင်တိုးဝေဖတ်ထားပြီးတော့လာရောက်ကလူနေတဲ့ဆန်ရွယ်စားတွေဟာအသက်ရှူမစေခြင်းနှာဖျားဝမှာဟာအားရတော့ကိုလာဆွဲတယ်ငါအေးပါငါရှိတယ်6လက်နေရကအယုတ်တွေလားတကယ်လူတွေဝင်ထားလာတော့ကျွန်တော်မသိကျွန်တော်သိရလေတုံးမဖောက်တဲ့ရင်ဝင်ထဲကလူသားကိုဒီထက်ပိုပြီးတော့နီးကပ်စေခြင်းနဲ့ဆိုတာပဲကြားလိမ့်မသွေးရတော့မှလောဘအရှိန်မတန်မတော်တရောအတွေ့ရလူကိုချွေးပြန်စေတယ်ထို့နောက်မထိန်ချုံနိုင်တဲ့အဆုံးမမြင်ရပေမဲ့အသက်ရှူတဲ့ပြင်းပြင်းလေးကဘယ်ရက်ကိုမျက်နှာမူနေလဲဆိုတာကိုမှန်းပြီးတော့ခေါင်းကိုငုံချလိုက်တယ်အာငါဘောက်လာခဲ့တယ်ဘာကြီးလဲမသိဘူးဒါဆိုမလွဲဘူးခွက်တီပဲရှင်ထဲမှာခူကောင်တွေဝင်နေသလိုကလိကလိနဲ့နည်းနည်းလောက်ရှေ့ဆက်တိုးလိုက်တယ်ရိုင်ကျလာတဲ့ခါလေးကိုလန့်ထိန်ပြီးတော့ဒုတိယအကြိမ်အလယ်တကြားအော်တန်လေးထွက်ရှိမလားကျွန်တော်နှာခေါင်းမှာလည်းရာချီချီနဲ့ဆိုတော့စပင်ကိုပဲနမ်းလိုက်မိတယ်ထင်တယ်ဒီတခါလွဲသွားတော့တတိယအကြိမ်ဆိုတာပေါ်ပေါက်လာအောင်မှာပေါ့အစင်းရောင်မိမိန်မိန်လေးနားရောက်တော့အမြင်အာရုံအနှဲငယ်အာကုန်းနဲ့ပါပြင်းမုံမုံမတိတတိလေးငေါ့ချလိုက်ပြန်တယ်အတင်းတိုးဝင်လာတဲ့သူကြောင့်နေရဖျားကိုငုံမင်းလျက်သားဖြစ်သွားတယ်ကြာရှုံးပြန်ပြီစတုထအချင်းအောက်ကဒလိန်တုံးနေနဲ့အရှင်လွန်ပြီးတော့နှစ်ယောက်လုံးရှိုင်သွားတာကြောင့်အထမမြောက်ပဲကျွန်းပစ်တော့မလို့ရှင်ဘက်ကိုဆွဲထားတဲ့သူ့လက်တည်းရဲ့အားပါပုံကကျဲသီးပြုတ်ထွက်တန်အောင်ချလိုက်ရတယ်
လေးဟာသွားတဲ့ရင်ဘတ်ကိုလေပီအေးရတရုံရုံခုန်နေတဲ့နှလုံးသားကိုမီးလောင်ရလေးပင့်နေတဲ့အတိုင်းပုံမြန်စေတယ်။လမ်းလျှောက်နေနဲ့ခီးတွင်နေရကြောင်းမကြခင်အပြင်ကိုရောက်ရှိတော့မယ်။နောက်ဆုံးချိန်ဖြစ်ပခုံးပေါ်ကလက်တို့ခေါင်းမှာပြောင်းကန်လိုက်ပြီးတော့လွဲမသွားအောင်ထိန်းထားလိုက်တယ်။ဒါပေမဲ့ငြိမ်မနေတဲ့မြောက်ဖြူလေးကပထမတစ်ခေါက်ကလိုပါးပြင်းမောင်မဟုတ်ဘဲနဲ့မေရိုးပေါ်ထိမိပြီးတော့နှာခေါင်းထိပ်ချောက်သွားတာကနူးညံ့အိဆက်နေတဲ့အရာပေါ်သို့ချူရှင်နဲ့တင်းတင်းလေးရလိုက်တာကြောင့်ဒါဟာတေချာပေါက်သူ့ရဲ့နှကမ်းပါဆိုတာသိလိုက်ရတယ်။ကျွန်တော်နာပြသူ့နှကမ်းပါပေါ်မှာတကူလုံးတက်လိုက်သွားသလိုသွေးကြောကြီးကျင်တက်သွားတယ်။ပေါက်ထွက်တော့မဲ့ရင်ဘက်ကသူတို့အပြင်ကိုရောက်မသွားခင်ယူသွားရမယ့်အခြေအနေ။ဟာထွက်ပေါက်တွေ့ပြီ။ဝမ်းသာအားရရွတ်ဆိုလိုက်တဲ့ကလေးငယ်ကကဘာပြက်နေတဲ့ကျူပင်ငယ်လေးနဲ့မသက်ဆိုင်စွာပြေးထွက်သွားသည်။အလင်းရောင်မြင်ရပေမဲ့မျက်လုံးတွေကပြဝေလျက်မောဟိုင်နေတဲ့ရင်စုံတည်ငြိမ်အောင်ထိန်းထားပြီးတော့မျက်လုံးကိုထိုနှကမ်းပါစီမကြည့်မိအောင်ထိန်းချုပ်နေရတယ်။ဒါပေမဲ့စိတ်ကိုခန္ဓာကိုယ်ကမနာခံဘူး။အနှဲငယ်ရဲနေတဲ့ညာဘက်ဘားပြင်လေးနဲ့မေယိုလေးကိုပါအစစ်ကြည့်လိုက်မိသေးတယ်။ရင်ဘက်ကကျဲသီးပြုတ်သွားတဲ့အင်ကြီးစားကိုဟန်လုပ်ပြီးတော့ရက်ခတ်နေနေဖြူစင်စွာပြုံးလာတဲ့ကလေးငယ်ကိုပြန်ပြုံးကြည့်ပြီးတော့တွေးနေမိတာခိုးနှမ်းမိလို့တောင်းပန်ပါတယ်နောက်လည်းနန်းအောင်မှမလို့ကြိုတောင်းပန်ပါတယ်2014ခုနှစ်4 လပိုင်း17ရက်နေ့အိပ်ပျော်နေတဲ့ကံကောင်းလေးကိုခြေရင်ကနေဆောင်ပါးလေးယူကခြုံပေးလိုက်သည်ခြေတော်ဖိကအိပ်ပျော်ဖို့ကြိုးစားပေမဲ့ဘေးကနေရာလုကတခုခုလိုနေသလိုခွာနေကြဘက်လုံးပြောင်းနေသလိုမျိုးခက်မိန်မိန်မီးအောင်အောင်မှာနာယိုလန့်ကြည့်တော့ည10:15မိနစ်ကိုညွန်ပြနေတယ်ဒီကောင်မိတ်သေးဘူးလားအေးရခင်ပေးပြီးအောက်ပြန်ဆင်းသွားတာတက်မလာတော့ဘူးလို့စီဘူးပေါ်ထွန်းထားတဲ့ဖျောင်းနိုင်မီကိုခြံတော်နဲ့ဝေးရထားပြီးတော့မနေနိုင်မထိုင်နိုင်အောက်ကိုဆင်းလာလိုက်တယ်လာရောင်အောက်မှာခြံစည်းရိုးကတေချာကျိုးချီနှောင်ထားတာဖြစ်လို့သူသွားနိုင်တာတနေရာပဲရှိတယ်အိမ်နောက်ဘက်ခြံဝင်းထဲကကိုပြစ်ပေါ်လှမ်းကြည့်တော့ကြောပေးထိုင်နေတဲ့အရေးလေးတစ်ခုခြေတံပေးပြီးတော့အနားလျှောက်သွားပြီမဲ့လှည့်မကြည့်ဘူးကိုပြစ်ရဲ့ဘေးကဗရောက်ပင်ကြီးကိုသာမော့ကြည့်နေသည်မင်းမအိတ်သေးဘူးလားမဖြေဘေးမနေရာလို့ကိုလက်နဲ့ပုတ်ပြအကြောင်းဝင်ထိုင်လိုက်တော့သူမော့ကြည့်နေတဲ့ဗရောက်ပင်ကိုလက်ညှိုးထိုးပြီးတော့ခွန်ဆက်ဟိုမှာကြည့်လိုက်အလင်းရောင်ကောင်းစွာမရှိတဲ့ဗရောက်ပင်ကနည်းနည်းချက်သိမ်းထားစရာကောင်းနေတယ်လာရအောင်မှာဗရောက်ဖူးအနှဲငယ်ကိုမြင်ရပေမဲ့မရှင်းလင်းဘာရှိလို့တော့ကွာချင်ခိုက်ရတဲ့ထဲခြေစလုံးကိုတစ်ဖက်ဖက်ရိုင်းပြန်ပြောတော့မျက်မှောင်ကုတ်ကလှည့်ကြည့်လာသည်ဘာလဲဘာဖြစ်ရပြန်တာတော့မင်းတေချာကြည့်သမ်းပါခေါင်းကိုဆွဲယူကအနည်းဆက်ဆုံးပြောက်ကိုင်းရအဖူးလက်ညှိုးထိုးပြပြန်သည်ပြောက်ဘူးတွေလေအဲ့ဒါဘာဖြစ်လို့လူဝိတ်ချင်ကိုကြောင်တောင်ထလုံးမနေနဲ့တိတ်ဆိတ်တဲ့ညမှာပစင်းရုံကအော်တန်ကိုတိတ်ဆိတ်တဲ့ညမှာပစင်းရုံကအော်တန်တိုးတိုးလေးကြားသူ့ရဲ့ဆုတ်သက်တန်ကိုမသိချင်အောင်ဆောင်လိုက်သည်လက်မောင်းတွေနေရက်တွေမှာလာကိုက်နေတဲ့ခြင်းတွေကိုတစ်ဖက်ဖက်နဲ့ရိုက်နေနဲ့ခေါင်းကြောင်နဂါးပေးရနေပြီးတော့ထမသွားပြေခဏနေတော့နားမလဲတဲ့ကိုသူကပဲလက်လျှော့လိုက်သည်ဟန်နဲ့ဘရောက်ပန်းနေမကြခင်ပွင့်လာတော့မှလို့မင်းကိုပြတာဟောအဆန်းလို့လို့အဖူးရှိနေမှာတော့မကြခင်ပွင့်မှာပေါ့ဟာတကူလာဘရောက်ပန်းပွင့်တာမင်းခုမှသိလားသစ္စာမရှိတဲ့ဘရောက်ပန်းလို့ခေါ်ဝေါ်နေကြပေမဲ့တကူလာထဲမှာတရက်လောက်တော့ပွင့်ပေးပါတယ်တကြံရက်နဲ့ကွက်တိမကြတာလေးပဲမလားမကြခင်ဆိုတာမနှက်ပြန်တေချာပေါ့ပဲဒီညတကောင်ဆိုရင်ပွင့်ပြီ
ဘသူပြောလဲအဲ့ရောက်ပင်ကမနေ့ပြန်ပွင့်มาလို့မင်းကိုပြောတာလားအတီးဟာခောက်ကြောင်မြန်ပြီမိုးလဲမကြပဲနဲ့ငါပြောရမယုံလို့ရှင်မိတညာလုံးစောင့်ကြည့်လိုက်အာရရအဲ့ချိန်တော့အေးရမှာပေါ့ဘန်းကသူ့ဘာသာပွင့်မပွင့်ကိုနဲ့ဆိုင်မဆိုင်တော့ခေါင်းရမ်းကဘေးနားလဲလိုက်တော့ပချိုင်ကိုခွက်နေရတဲ့အထိပြုံးကဗရောက်ပင်ကိုပဲမော့ချနေပြန်သည်မျောလင်းချက်တွေပြေဝနေတဲ့ယုံကြည်မှုဟန်ပန်နေနဲ့မဟုတ်မှလွယ်ရောဒီကောင်မင်းဒီဗရောက်ပင်ကိုတညာလုံးထိုင်ကြည့်နေမလို့တော့မဟုတ်ပါဘူးနော်ဟုတ်တယ်လေငါတညာလုံးထိုင်ကြည့်မှာယူပါကွာကိုဆက်ကိုနဖူးကိုလက်နဲ့ရရင်သာလက်လျှော့လိုက်သည်မင်းမသိလို့ငါနေ့တိုင်းဒီပင်ကိုလာကြည့်နေကြဟဲ့အောင်ငါဒီညပွင့်မပွင့်မသိကြပဲနဲ့ထိုင်နေရအောင်အထိမင်းချက်မပြေမှမသိခဲ့ဘူးသိကြပါရဲ့ဆိုကွာလောင်းမလားခင်လောင်းချင်မနဲ့ကြမှာရေလောင်းမင်းကြည့်ချင်လဲကြည့်ငါကတော့စောင့်မနေနိုင်ဘူးအိတ်တော့မယ်ထသွားမယ်ထင်တဲ့လှမ်းတားဖို့လှုပ်လိုက်တဲ့လက်တွေဟာလေထဲမှာပဲရက်တန့်သွားတယ်သူစိတ်ဝင်စားဘူးလို့ပြောပေမဲ့တယောက်တည်းတော့ပြစ်မသွားဘူးအိတ်တော့မယ်ပြောတာငကားရဲ့ပေါင်မို့ကောင်းပြီးတော့ခွေလေးလဲနေတာအတံမထွက်မိအောင်ထင်းရလိုက်ပြီးတော့ဘေးမှာချထားတဲ့အယိုးရှည်တဲ့ရက်တောင်နဲ့ချင်ခတ်ပေးနေလိုက်တယ်ခွန်းဆက်ဘာတော့ဒူးတန်ကဘောက်ဆက်ဆက်နဲ့ညင်သာနေတာအရင်ကလိုတယောက်တည်းထိုင်ရှိရမှာမဟုတ်တော့စိတ်ကအလိုလိုပြောနေသလိုဖြစ်ပြီးတော့ခေါင်းခောက်ဖို့တောင်မေ့နေတယ်မနေ့ပြန်ကြရင်ငါမင်းကိုရင်ဆုံးလောင်းပါနော်လေဝိမှာရှိန်ရွက်နေတဲ့အဖူးတွေအပြင်းနဲ့ဗရောက်ကိုင်းကိုကြည်ရင်နဲ့ပြောသည်တုံ့ပြန်ချက်မရှိတိတ်ဆိတ်နေရကြောင်းအိပ်ပျော်သွားတဲ့အထင်နဲ့ငုံကြည့်လိုက်တော့မျက်တောင်တစ်ဖြက်ဖြက်ခတ်ခါငြိမ်သက်နေသည်နော်လို့မြောက်ပြမရပါဘူးဟမ်ဘာလို့လဲငါလည်းမင်းကိုအရင်ဆုံးလောင်းမှာမလို့လေအတန်ထွက်အောင်ရဲကဣဆက်နေရဲ့သပင်လေးတွေကိုရှုပ်သွားအောင်လက်နဲ့ဖွာလိုက်တော့မျက်လုံးလေးတွေမှိတ်သွားသည်မျက်တောင်စင်စင်လေးတွေကလိုက်ရိပ်အောင်မှဖြာချနေပြီးတော့စိတ်ချလက်ချအိပ်ဆက်နေတာကကိုဘေးနားရှိနေရင်လုံခြုံနေတဲ့ပုံစံဖောင်ဖောင်မောင်းလေးတွေကိုလက်နဲ့အသာထိလိုက်တော့လက်ပြားမှာအိပ်ဆက်ခြင်းကဝင်ရောက်စီးမျောလာတယ်အမြန်ပဲဗရောက်ပင်ကသာအခြေလွဲလိုက်မိတယ်ပန်းပွင့်တာကိုကြည့်ချင်ပေမဲ့အရင်နှစ်တည်းလို့ဗရောက်ဘူးတိတ်ကအဝါရောင်တန်းနေတဲ့အကိုင်းခတ်တွေမှာအာယုံရှိမနေတော့ဘူးမနေ့ပြန်ပွင့်มาဆိုတာတော့သိကြတယ်အဖူးထိန်မှာအဝါရောင်လေးအနှဲငယ်ထွက်နေရင်ဒါသေချာပေါက်ပွင့်တာပဲဒီပင်လုံးဝါထိန်နေအောင်ပွင့်တာကိုသဘောကျတာမနေ့နေထွက်ချိန်ဆိုလို့ရှိရင်တွေ့ရလုံးကဟိုတကိုင်းဒီတကိုင်းချိုးသွားတာနဲ့သူ့မှာဝေးဆောင်တော့ကြာမနေရဘူးကိုင်းကျိုးတွေသာကြံနေခဲ့တာဒါကြောင့်ဘယ်သူမှမခုခင်ဒီပင်လုံးလှနေအောင်ထိုင်ကြည့်နေရတဲ့ခံစားချက်ကဘယ်တော့ပွင့်တိုင်းရစေတယ်ဒါပေမဲ့ဒီနေ့တော့ကြည်နူးခြင်းတွေအပြည့်နဲ့ကြည့်ချင်တာဘယ်တော့ပင်တခုတည်းမဟုတ်တော့ဘူးပေါင်ပေါ်မှာခေါင်းပြီးအိတ်နေတဲ့သူ့ကိုပြန်လဲငုံကြည့်လိုက်သည်ကြည်နူးခြင်းမျှော်လင့်ခြင်းညှိုးခြင်းဆိုတာတွေကဘယ်တော့ပင်ထက်မရောတဲ့ခံစားချက်ကိုပေးနိုင်တယ်ဒါပေမဲ့မတူတာတခုကဘယ်တော့ပင်ကိုတစ်နှစ်မှတစ်ခါပဲကြည့်နိုင်ပေမဲ့မင်းတို့နေတိုင်းမြင်ချင်တာမျိုးဘယ်တော့ပင်ကတပင်လုံးနီးပါးပွင့်ပြီးတော့တရက်ထဲနဲ့ကြွေတာဆိုပေမဲ့မင်းတို့နောင်နာခတ်မှာအချိန်ကြာကြီးထွန်းတောက်စေခြင်းနဲ့ဘယ်တော့ပင်ကိုတွေ့ရလုံးကလာခူးတာကိုလက်ခံပေမဲ့မင်းတို့တခြားလူမပြောနဲ့ငါကိုယ်တိုင်တော့မထီရဘူးခွန်းဆက်ကငါဘယ်ထိဆက်သွားနေအောင်မလဲအဆွေရုံများကြံတော့တဲ့ရေဘူးတွေကရေကိုကြည့်ရင်းနဲ့ခွန်ဆက်ညူဆူစွာပြောသည်ကျုံခုံမောင်ဆောင်းထားပေမဲ့အရေးရလို့ရှာမတွေ့တဲ့ပဲခင်းထဲမှာနေပူတန်းကြောင့်ချွေးတို့တောက်တောက်ကျနေပြီအဆောင်မပါအင်ကြီးလက်ပြတ်တဲ့သူကတော့နေတံပြီးလာတော့မသိနောက်စလုံးထည့်ထားတဲ့လွယ်ရင်းနဲ့လေးခွတစ်ဖက်ကိုကင်ထားပြီးတော့ဒီကြောင်ကြောင်စပင်တွေကိုတက်တင်နေ
ခဏလေးပါကွာရှင်နာတကွက်ဆိုရင်ရေချက်တွေလာနေကြနည်းနည်းဆက်လျှောက်လိုက်အောင်တော်တော်လမ်းဝေးနေပြီဖြစ်တဲ့တစ်ပင်အုပ်လေးတွေနဲ့အနောက်မှာကြံခဲ့တဲ့ရွာကိုခွန်ဆက်ပြန်လန်းချင်နဲ့တပြင်းချလိုက်တယ်လေခွက်ကြားမြေလန်းသေးလေးမှာဂျိုင်းနေနဲ့ဆူညောင်းတချို့ရှိနေပေမဲ့ကိုချရောက်တဲ့စိုက်နှစားလောက်ကြီးနေတဲ့သူဖက်နှက်ကြောင့်တက်တာတာပြတ်သွားတဲ့ပုံမှန်ရွယ်စားဖက်နှက်နဲ့သာဆိုမလဲလားသူကတော့ခြေပလာနဲ့ညောင်စုလည်းအဖက်လောက်တာမဟုတ်ဘူးငါအာရေစားနေပြီရေဘူးထဲမှာမရှိတော့ဘူးလားနည်းနည်းလေးပဲရှိတော့တာအဲ့ဒါတောက်ထားလိုက်ဟိုးရှီကတရားလေးတွေ့လားအဲ့မှာတဲချောင်းရှိတယ်ရေတောက်ချင်တယ်လို့ပြောတာတဲတောက်မယ်လို့ပြောတာမဟုတ်ဘူးလက်ထရအနောက်မှဆဲတန်ကြောင့်ပေဆောင်ဆောင်လှည့်ကြည့်လာတဲ့သူကခမောင်ဖျားပေါ်သို့လက်နဲ့ပုတ်ချလိုက်ပြီးတော့ငါခောက်ထဲလိုက်အောင်မယ်တဲချောင်းလိုပဲခေါ်တာရေရှိတယ်နေရာဒီမှရေခမ်းတာမြို့သားတွေလည်းတုံးချက်ကလက်လန့်ခွန်းဆက်ဘာမှဆက်မပြောတော့ပဲသူ့နောက်ကနေသာညင်ရင်လေးလိုက်လာသည်ဟုတ်ရင်ဟုတ်ပေါ့ရေမရှိလို့ကတော့မင်းစပင်နေကျွတ်ပြီးသားမှတ်လက်တဲလာတဲ့သူကရေချက်အုံနာကိုရောက်တော့ခဏအတွင်းမဲ့3កောင်ရတယ်ထိုရေချက်တွေကိုခြေထောက်ကနေစောက်ထိုးဆွဲကောက်ယူပြီးတော့တရားပေါ်လဲရောက်ရောချောင်းနဲ့ငုံကြည့်လိုက်တဲ့ချိန်ခွန်းဆက်ရဲ့ဒေါသတို့ပေါက်ကွဲထွက်လာတယ်ဒူးစစ်လောက်သားရှိတဲ့ရွှွန်အိုင်ထဲမှာမဲပြောင်ပြောင်ကျွေးနှကောင်ကဘလူးရနေတာကြောင့်နှကောင်အရှင်ကဒီရှင်ရေခမ်းတာမဟုတ်ပါဘူးဘလို့ဖြစ်ဟာလွတ်ငါးစပင်နေကျုပ်ကုန်တော့မယ်အစွဲနဲ့မြောက်ဖြူလွတ်စမ်းဇက်ခောက်ပြီးတအားအော်ကခွန်းဆက်လက်ကိုပြန်ရိုက်တော့မှတစ်ချက်ဆွဲဆောင်ရင်လွတ်ပေးလိုက်တယ်ရှေးကငလွန်းလာပြီးတော့အာကောင်နေတောင်ခြောက်လာတဲ့အထိစားလာတာမို့မျက်ရည်တွေပါဝဲလာတာဘိုက်စာတဲ့ရေစာရဲ့တန်ကတော်တော်ဆိုးတယ်အဲ့ဒါမင်းကြောင့်ရွာနဲ့အဝေးမသွားပါနဲ့ဆိုတော့အခုရင်ငတ်လို့သေးတော့မယ်လမ်းလဲထက်မချောင်းနိုင်တော့နားကြီးကွာပေးအိုက်ရေဘူးရေချက်တွေကိုဘေးနားပစ်ချပြီးတော့ခွန်းဆက်လက်ထဲကရေဘူးကိုယူကတရားအောင်ဆင်းသွားတာကြောင့်ကြောင်သွားသည်အဲ့ဒီဘွဲရေတွေကိုငါတော့အောင်မလားငကားစုပ်လမ်းအော်ကရန်လုတ်ဖို့ပြင်ခိုင်းရေဘူးထဲကိုထဲတာမဟုတ်ဘဲနဲ့လက်နဲ့တစ်ချက်တက်ခါခက်ယူတောက်နေတဲ့ငကားကြောင့်ခွန်းဆက်မျက်လုံးပြူသွားပြီးတော့ဟဲ့ကောင်ငကားအဲ့ဒါကျွဲလူထားတဲ့ဘွဲရည်တွေလေဘာလို့တောက်နေရလဲခွန်းဆက်လန့်အော်တာကိုဂရုမစိုက်ဘဲနဲ့တဖွေဖွေနဲ့ပြန်လောက်ခါတရားပေါ်ပြန်တက်လာပြီးတော့ဒီမှာခဏစောင့်နေဘယ်သွားမလို့လဲရွာထိပ်ကရိုးစင်မှာတော့ပြန်ခတ်ပေးမယ်ငါလည်းပြန်လိုက်ခဲ့မယ်လေနေစမ်းပါဒီနေပူချိန်နဲ့ဆိုလို့ရှင်မင်းရင်ငတ်နေတဲ့ပုံကလန်တဝက်တင်မူးမေလဲသွားလိမ့်မယ်ဘာမှတ်နေလဲဒါဆိုမင်းရရောငါလည်းမစားပဲရှိမလားဟာအဲဒါကြောင့်မင်းထွေးလူထားရေးသွားတော့ရတာလေတရားပေါ်တဲတဲကြီးပဲရက်မနေနဲ့ဘေးနားကနေဆင်းနေအောက်ကမွေးပါလေချိငါမြန်ပြန်လာခဲ့မယ်ဖက်နဲ့ယူတော့ဖုန်ထူထူမြေလမ်းမကြီးပေါ်ရှောက်သွားမဲ့သူ့ဖက်နဲ့မြန်ချွတ်ပြီးတော့တော်ပြီလေးတယ်မသေးချင်ပစိုးတူတူပြင်ဝက်ခါပြေးထွက်သွားတဲ့နောက်ကျောပြင်ကိုငေးကြည့်ရင်လည်းစိတ်မကောင်းဖြစ်သွားတယ်တကယ်ဆိုခမောင်လေးတော့ပေးလိုက်ရမှာတရင်ကျွတ်လာပြင်းနေမှာညနေကလေးကစီမီပူဆောင်ရန်အတွက်ဘုံချောင်းဝင်းနဲ့ရောက်နေကြသည်နေ့လည်ကပြစ်လာရေးချက်တွေကိုစားရင်ချိုသိမ့်နှက်ထားပြီးတော့ညာမိုးချုံမှာခေစားမယ်ဆိုတော့သူ့ရဲ့စပုံမိုးဟန်ပန်တဲ့စကားလာပြင်းနေဘာလို့ရှောက်တက်နေရလဲမေးတော့ငရဲချင်းစားတဲ့မင်းရောတဝက်ယူဆိုပြီးတော့ဘူးကလန်ပြန်ပြောတယ်ခုလဲ
ရွာဦးစီတွေရဲ့ရင်ပြင်ပေါ်ရောက်နေတာအလကားမဟုတ်စင်မီပူဇော်ပြီးတဲ့အချိန်ပျော်ကျလာတဲ့ဖျောင်းခဲတွေကိုရှင်းတဲ့အခါမှာဖုံဖုံကယူဝင်ပေးသည်ထိုဖျောင်းခဲတွေကိုယူပြီးတော့မိတရေစောဖို့မထွန်းရသေးခင်ကတည်းကသူကထိုင်ဆောင်နေတာငကားဆိုတဲ့ကောင်ပေါက်ကရလို့ချိမရအောင်ဆိုရင်မဲ့သူသွားတဲ့နေရာတကောက်လိုက်နေရတာအချင်းဖြစ်နေပြီနေဝင်သွားပြီးတော့မောင်ရီပြိုးတဲ့ချိန်ရောက်တာနဲ့ရွာထဲကလူတွေကနေ့လယ်တည်းကစီထားပေးသားစင်မီများကိုမိလိုက်ညှိကြသည်တဖြည်းဖြည်းအေးပျော်ကကျလာတဲ့ဖျောင်းနိုင်ကိုကြည့်ပြီးတော့ပြုံးနေတဲ့ငကားထို့နောက်ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ပြီးတော့ခက်တီတီနဲ့မတက်ထရခါတရုတ်တိုင်းချသလိုကိုယ့်ယူကာယပုံစံနေထလုပ်ပြန်သည်ပါဇက်ကလည်းဝူရှူနဲ့အော်နေရကြောင်းဘေးကကြည့်နေတဲ့ခွန်ဆက်ကငကားမင်းစိမတောက်ခဲ့ဘူးလားဟာအသာနေစမ်းပါဖုံဖုံကပြောထားတယ်မင်းငိမ့်သွားတဲ့ဖျောင်းနိုင်နေယူလို့ရတယ်တဲ့အဲကြောင့်ငါလေတိုင်းထုတ်သုံးနေရဟာဖျားပူဇော်ထားရကိုအဲ့လိုမလုပ်စမ်းနဲ့ခွန်ဆက်ခက်တီတီနဲ့ဟောက်လိုက်တော့ငိမ့်ပြီးပြန်ထိုင်သွားတယ်အားလုံးငိမ့်ပြီးတော့ရင်ပြင်ပေါ်မှာဖျောင်းခဲတွေဖြစ်ပြီးဆိုတော့မှလိုက်ကောက်ကအိမ်ပြန်လာပြီးတော့ဂျေဟိုးနဲ့အုတ်နေခဲ၃ချက်ယူတယ်ထို့နောက်တောင်ပြင်ပေါ်မှာမီးမွေးပြီးတော့ဖျောင်းခဲတွေပြစ်ထည့်လိုက်တယ်တစီတရန်ပါလာတဲ့ရွာထဲကကလေးတွေကလည်းသူတို့ယူလာတဲ့ဖျောင်းနိုင်လေးတွေကိုအတူတူဝိုင်းထည့်ကြတယ်ခဏကြာအေးပျော်ပြီးတော့စီဝူတွေလိုပွက်ထွက်လာတော့ငါကညစ်ထဲကရေကိုခွက်တစ်ခုနဲ့ခက်ယူပြီးတော့ထိုတဲ့အိုးတွေကိုတောက်လိုက်တဲ့ချိန်ဝုန်းကနေမီးတောက်ကြီးထထောက်လေသည်တရွာလုံးမှာငါချောဆုံးဆိုရင်မီးထက်တောက်စမ်းပါဇက်ကလည်းပေါက်တက်ကြရရွတ်လက်ကလည်းရေစက်တွေဖြန်းလိုက်နဲ့သူပြောသလိုဝုန်းကနေထထောက်လို့ရှိရင်ကလေးတွေပါပွဲချပြီးတော့ရဲနေကြတယ်ခုဆက်လည်းဘေးကကြည့်နေပြီးတော့ပျော်နေမိတယ်နောက်ဆုံးဖျောင်းစီနဲ့ရေတွေရောတာများပြီးတော့မီးရှင်ကတိတ်မတောက်တော့ဘူးငါကရေခွက်ကိုချလိုက်ပြီးတော့သူ့ရဲ့ကပုံစာတွေကနောက်ဆုံးဖျောင်းခဲတစ်ခုကိုခြေထဲလိုက်ပြီးတော့ပွက်လာတာနဲ့ဒါနောက်ဆုံးပဲမီးတော့ကြီးဖြစ်စေရမယ်ကွာရေခွက်ကိုပြန်ခိုင်ကလေးတွေဘက်ကိုအော်ပြောလိုက်တော့လက်ခုပ်တီးကအားပေးနေတဲ့ပုံကမသိရင်ငါကအဆိုတော်လိုမျက်လက်စရာလိုနဲ့ပချိုင်တစ်ဖက်ကခွက်နေအောင်ပြုံးနေနေခွန်းဆက်ဘက်ကိုလှည့်ကြည့်ကအပြုံးတို့ပုံပုံပြင်းသွားတယ်ထို့နောက်ရေခွက်ကိုခွက်ဆောင်ခုတ်တယ်လို့ချိန်ကဂိုင်လိုက်ပြီးတော့ခွန်းဆက်ကငါ့ကိုကြိုက်ရင်မိတော့အကြီးတောက်စေလူနေရစာလောင်မြစ်တက်သွားတဲ့မိတော့ကြီးကိုကြည့်ကခွန်းဆက်တယောက်ပါဇက်အဟောင်းသားလေးဖြင့်ကြောင်ရနေသည်။ဘာပြောတယ်ဆိုတာသိချာမသိတဲ့ကလေးငယ်လေးကတော့မိတော့ကြီးဖြစ်ဖို့သာဆန္ဒရှိသည်မို့ငကားဘေးမှာခုံပေါက်လျက်အော်ဟင်းနေကြလေသည်။အရက်ကလန်ကလားနဲ့ကလေးပုံငကားကတော့လက်ခုပ်တီးကအာရပါရပြုံးရည်နေလေတော့သည်။ဟုတ်ကဲ့ပါခင်ဗျာအခုဆိုလို့ရှိရင်တော့ကမ္ဘာဘေးကကျုံးငယ်လေးဟာပြီးဆုံးသွားပါပြီခင်ဗျာစာထဲမှာစာရေးသူကဘယ်လိုလေးစကားပါထားတယ်လဲဆိုတော့စာဖတ်သူတူတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါသည်စူးစမ်းလျက်ပါတဲ့ကျွန်တော်ကလည်းပဲကြည်နူးမှုလေးထပ်တူရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနေအောင်တော့နောက်မှသချင်းလေးပါတယ်ကြုံမသွားနဲ့အောင် like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် Byeချိန်ဟာလာဆုံးလေလောကကိုကြည့်တဲ့အခါချင်နာသူပါမစကားခွန်ချူညွဖွဲ့တာထွေးပြောတာကိုရင်နေမှာသူအလားက